ငိမ့်စားယူတဲ့နေ့မှာကျမအိမ်ရှိမှာနှင်းစီနီအကြီးကြီးတစည်းလာထားကြတယ်ဆိုပြီးတောက်တောက်ပြောင်ပြောင်လှပနေတာလက်ခံမဲ့သူကအသက်60ကျော်ဖွားကြီးကျမပေါ့အဲ့ဒီနောက်ပိုင်းနေတိုင်းပန်းတစည်းစီရောက်လာတယ်ပန်းမျိုးစားကတခါမှမတူဘူးကပြားပေါ်မှာလည်းအချိန်တွေကုန်ဆုံးသွားပြီမဲ့မင်းကတော့ကပြားတပုတ်လိုလှပနေတော့မဲ့ဆိုတဲ့စာသားလေးပဲအမြဲပါတယ်ကျမနာမည်ကကွက်တီပဲလီရှိကျင်တဲ့ကို16စီးမြောက်ရောက်တဲ့နေ့မှာတော့အစင်းမြင့်ကတစည်းပေါ်ကနေဝေကောင်းစားလာနဲ့အဖိုးကြဒီတယောက်ဆင်းလာတဲ့လက်ထဲမှာနှင်းစီဖြူတွေနဲ့အချစ်မျက်လုံးတွေနဲ့ပေါ့ကျမကတော့တစ်ချက်တောင်တေးချမကြည့်ချင်ဘူးရေယုံလေးရပြီးဟောရှင်တော်အသက်ရှည်သားပဲပါလေထောင်စုနှစ်လက်ကြီးကသူ့ကိုယ်သူနောက်မကြသေးဘူးထင်နေတာလားလို့ပြောလိုက်တယ်အဖွားသွားပြီးဘာကြည့်စရာရှိလို့လဲရှိချင်းတို့တွေမတွေ့ဖြစ်တာ20တောင်ရှိပြီပဲဒီလောက်အထိရန်လိုနေဖို့လိုလားတော်ဆန်းပါချီရှုချံရဲတို့တွေအသက်60ကျော်နေကြပြီမလိုပါဘူးငါ့ကိုအမားပြင်ဆင်ခွင့်လေးတော့ပေးပါဦးအ ਨੇ ဆုံးဒီပန်းလေးတော့လက်ခံပေးပါမလိုဘူးပန်းကြိုက်တယ်ဆိုတာငငယ်တုန်းကပဲငါကအဖွားကြီးဖြစ်နေပြီရှင်ကတော့ဒီလောက်အထိမျက်နှာပြောင်ပြောင်နဲ့စက်တိုက်ပန်းတွေလာပို့နိုင်သေးတယ်နော်ရှိချင်းငါနေ့စီထက်လာခဲ့အောင်ပါပါအဖွားခုနကအဖိုးကြီးကဘသူလဲဟင်ရီးစားဟောင်းပေါ့မဟုတ်ဘူးရီးစားဦးခုတလောပန်းတွေလာပို့နေတာသူပဲဖြစ်မှာနော်ဇွဲတော်တော်ကောင်းတာပဲရီးစားဦးလို့ပြောရင်တော့ရတာပေါ့အဲ့ဒီတုန်းကကျမနဲ့စင်းပညာပေးလို့အားပေးဖြစ်ရောက်နေတာနှစ်ရှိပြီးမြို့ပြန်ဖို့ပြင်နေတဲ့အချိန်အဲ့ဒီနှစ်ကအသက်18ပဲရှိသေးတာစွန့်စားခြင်းနဲ့အရွယ်ပေါ့လို့အားပေးအစ်စ်တွေထက်ရောက်လာတော့ကျမချီရှုချံကားကိုပထမဆုံးမျက်စိနဲ့တင်မြင်လိုက်ရတယ်အဲ့ဒီခေတ်ကနေစင်းလာတဲ့သူတွေဆိုတာတက်ကြွဖြက်လက်ပြီးအသားတွေညှို့တူးနေကြတာကြီးပဲဒါပေမဲ့ချီရှုချံကတော့မတူဘူးသူကမျက်နှာဖြတ်သူဖြူစင်စင်အရန်ရင်ကျေးပြီးအကြည့်တွေကအေးချမ်းနေတာတကိုယ်လုံးမှာပတ်ဝန်းကျင်နဲ့လုံးဝမတူပဲကွဲထွက်နေတဲ့အရှိန်ဝါမျိုးရှိတယ်ဒီလိုလူမျိုးကဆရာလုပ်ရမှာလဲတဲ့စင်အလုပ်လုပ်ခိုင်းရင်နှမျောစရာကြီးအစ်စ်လေးနင့်နာမည်ဘလို့ခေါ်လဲချီရှုချံပါဟာဟာဟာတို့အဖွဲ့တဲကိုမိမပြိုလေးတယောက်ရောက်လာပြီးဟေ့ဟာဟာဟာကျမကတော့သူတို့ကိုနည်းနည်းအမြင်ကပ်မိတယ်ကောင်းကောင်းမွန်မွန်ရှိနေတဲ့သူကိုဘာလို့လာဆန်နေကြတာလဲဟေ့လီရှိချင်းနင်ကနှစ်ကုန်ရင်မြို့ပြန်မှာမလားဒီဘက်လာပြီးတို့ရဲ့မိမပြိုလေးကိုလမ်းညွန်ပေးလိုက်ဦးအချိန်မီသေးတယ်အဖွဲ့ကောင်းဆောင်ကကျမကိုလှမ်းခေါ်လိုက်မယ်လို့မထင်ထားမိဘူးချီရှုချန်ကလည်းအဲ့ဒီစကားကြောင့်မော့ကြည့်လာပြီးသူ့အကြည့်တွေကကျမစီကြားရောက်လာတယ်အဲ့ဒီလိုပေါ့ပေါ့ပါအကြည့်လေးကြောင့်ကျမကြောင်သွားပြီးနေလောင်ထားတဲ့မျက်နှာတစ်ခုလုံးရဲခနဲ့ဖြစ်သွားတော့တာပဲသွားပါပြီသူ့ကိုသဘောကျမိသွားပြီထင်တယ်အဲ့ဒီအဖိုးကငငယ်တုန်းကဒီလောက်တောင်ချောတာလားအဲ့ဒီနောက်ပိုင်းကဘာဖြစ်လဲနောက်ပိုင်းကျတော့ချီရှုချံကရုပ်လေးတစ်ချက်ပဲကောင်းတာကြံတာဘာမှမလုပ်တတ်ဘူးစကတဲ့ကဒီနေရာကိုတိတ်မျက်စိမကျတာလည်းဖြစ်နိုင်တဲ့စကားလည်းမပြောဘူးလေရွာထဲကအလုပ်လုပ်တဲ့ယောက်ျားတွေကသူ့ကိုတိတ်မကြည့်ကြဘူးဒါပေမဲ့မိန်းကလေးတွေကတော့တွတ်တွတ်နဲ့ပေါ့အမြဲတမ်းခိုးခိုးကြည့်ရတာကိုသွားဘာလုပ်နေကြတာလဲကျမသူ့ကိုမြေဆွတာတင်ပေးတယ်လေသူကတေးသေးချာချာတင်ယူတဲ့လက်ဖွားတွေတွေးထွက်တဲ့အထိပုံပဲကုန်တာတောင်တခုမှမငြီးဘူးကျမကြည့်မနေနိုင်လို့ညတက်ခေါင်ကြီးသူ့ကိုဆေးလန်းပေးခဲ့တယ်ကျေးဇူးပဲဟုတ်ပါရဲ့တကယ်မိန်းကလေးကြီးတိုင်းပဲလူကိုတော့တဲ့တိတ်မကြည့်ဘူးကျမလည်းကျမပဲဒီနှစ်အတွင်းအသားရည်ထိန်ခတ်ရန်လဲမလူးတော့အသားတွေပြက်ပြီးမိတူးနေတာကျမကိုကြည့်စရာလားကျမနှုတ်ခမ်းဆူပြီးနောက်ရက်ကျတော့မြို့ပေါ်ကနေအသားရည်ထိန်ခတ်ရန်ဝယ်ပေးဖို့လူကြုံမလိုက်တယ်ရွာကယောက်ျားတွေကသူ့ကိုအမြင်မကြည့်တော့အမာဆုံးခဲနေတဲ့မြေတွေကိုပဲဆွတ်ခိုင်းကြတာသူအလုတ်လုတ်လွန်းလို့ခြေထောက်တွေပုံပြဲပြီးပိတ်ဖက်နဲ့ထဲကနေတွေးတွေစိတ်ထွက်လာတဲ့အထိပဲဟေးနင်တို့ကလည်းသူ့ကိုကြည့်ပါလို့ဝိုင်းနိုင်ကျင့်နေကြတာလဲလီရှိရှန်နင်ကသူ့ကိုဒီလောက်တောင်ကာကွယ်ပေးနေတာလားပါလဲနင်တို့နှစ်ယောက်တွဲနေကြတာလားဟာ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 ဘာတွေလျှောက်ပြောနေတာလဲအတွေးခေါ်တွေကညစ်ထေးပြီးခင်းနောက်ကျလိုက်တာပါပဲဖြစ်ဖြစ်ချီရှုချံကိုကျမတာဝန်ယူတယ်ကျမနဲ့အတူအလုပ်လုပ်မယ်နောက်တစ်ခါသူ့ကိုခဲနေတဲ့မြေတွေထက်ဆွတ်ခိုင်းရတဲ့သူရှိသေးလားကြည့်ကြသေးတာပေါ့ပြီးခဲ့တဲ့တစ်ခေါက်ပေးထားတဲ့ဆေးရှိသေးလားဒီညတော့အရေးကြီးဖူးကိုဖောက်ဆေးထည့်ပြီးပတ်တီးစီးထားလိုက်တော့ဒါမှမဟုတ်ရင်မနေ့ပြန်အလုပ်လုပ်တဲ့အခါအရေးကြီးဖူးပေါက်သွားရင်မင်းတော်တော်ခံရလိမ့်မယ်နေပါဦးမင်းငါပြောတာနားထောင်နေရဲ့လားကျေးဇူးတင်ပါတယ်ကြောက်စုချံဒါကသူငါနာမည်ကိုပထမဆုံးအကြိမ်ခေါ်လိုက်တာပဲဘာကိုကျေးဇူးတင်တာလဲအားလုံးကလုပ်ပေးတင်တာတွေပဲဟာအဲ့ဒီအချိန်တုန်းကဖျောင်းတိုင်မီကပိုနေနေတာလားဒါမှမဟုတ်ငါမျက်နှာကပိုနေနေတာလားတော့မသိဘူးအဲ့ဒီနောက်ပိုင်းမှာတော့ငါတို့နှစ်ယောက်ကြားကဆက်ဆံရေးကပိုပြီးတော့ရင်းနှီးလာခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာဘဲကနေသတင်းတွေထွက်လာမှမသိဘူးချီစုချံကငါတို့နဲ့မတူဘူးသူ့အတိုင်းဝိုင်းကတော်တော်တောင့်တင်းတာတခင်လေးတယောက်ပဲလို့ပြောကြတယ်လူတွေကသူ့ကိုကြည့်တဲ့အကြည့်တွေတောင်နည်းနည်းပြောင်းသွားကြတယ်ဒါပေမဲ့ချီစုချံကတော့ဘာမှမဖြစ်သလိုပဲငါနောက်ကနေအမြဲတမ်းလိုက်ပြီးအလုပ်လုပ်ပေးခဲ့တယ်ငါခိုင်းသမျှကိုလည်းသူတခုမှမငင်းဖူးဘူးသူကလူကတော့နည်းနည်းအေးအေးတုံးတုံးလေးဖြစ်ပေမဲ့စကားတော့တော်တော်နားထောင်တယ်ငါအားတာနဲ့သူ့အတွက်အင်ဂျီတွေချုပ်ပေးဖြစ်တယ်ဒါပေမဲ့တခြားငါလူတွေကိုတော့မသိစေချင်ဘူးစိတ်ကူးတွေလှုပ်ရှားပြီးကိုယ့်အမူအရာကိုဖုံးကွယ်ဖို့စူးစမ်းနေရတာပေါ့ရော့မင်းအတွက်ဟင်ဘာကြီးလဲဘာလို့ဒီလောက်တောင်လှုပ်ဝက်နေရတာလဲနိုင်ငံခြားပစ္စည်းလေးမစားဘူးမလားနေဦးငါ့ကိုစောင့်ဦးလေတနစ်ဆိုတဲ့အချိန်ကမျက်စိတမိတ်အတွင်းကုံဆုံးသွားခဲ့ပြီးချီစုချံရဲ့ဖြူဝင်းနေတဲ့မျက်နှာလေးဟာလည်းနေလောင်ပြီးတော်တော်လေးညိုသွားခဲ့တယ်ဒါပေမဲ့လည်းကြည်ကောင်းနေတော့မှပဲသူအလုပ်လုပ်နေတဲ့ပုံစံကိုကြည့်ရင်ငါရင်ထဲမှာမခံစားနိုင်အောင်ဝမ်းနဲ့စိတ်ဖြစ်လာမိတယ်မကြခင်မျိုးကိုပြန်ရတော့မယ်နောက်ရောငါတို့ထပ်တွေ့နိုင်ပါဦးမလားမသိတော့ဘူးဒါပေမဲ့ဘယ်သူသိမှလဲအဲ့ဒီနှစ်ဆောင်တွင်းမှာတောင်ပေါ်လမ်းမှာစီးနှင်းတွေအပြင်းထန်ကျဆင်းခဲ့ပြီးရွာပြန်မဲ့နွားလဲကတောင်ချေမှာတင်ကြံနေခဲ့လို့ဘလို့မှဝင်လာလို့မရခဲ့ဘူးပြီးတော့မကောင်းတဲ့အရာတွေကတစ်ခုပြီးတစ်ခုထပ်ဆင့်လာတယ်လို့ပဲအဲ့ဒီအချိန်မှာငါကနှာစေးချောင်းဆိုးပြီးအဖျားကြီးနေခဲ့တယ်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာချီစုချံကငါအခန်းတကားကိုဝုန်းကနေတွန်းဖွင့်ဝင်လာပြီးငါ့ကိုဆွဲပြီးသူ့ကြောပေါ်ပို့လိုက်တော့တာပဲမင်းဘာလုပ်တာလဲလီရှိချင်းမင်းအိမ်ပြန်ကျင်နေတာမဟုတ်ဘူးလားဒီတစ်ခေါက်သာလွဲသွားရင်နောက်ထပ်ပြန်ခွင့်အမိန့်စာရဖို့ကဘယ်ချိန်မှမသိနိုင်တော့ဘူးတောင်ပေါ်လမ်းကလေပြင်းတဲ့စီးနှင်းတွေကြားထဲမှာသူကငါ့ကိုအတင်းကျပ်ကြောပိုးပြီးကီလိုမီတာအစိတ်လောက်ရှိတဲ့တောင်ပေါ်လမ်းကိုရှောက်ခဲ့တာနောက်ဆုံးတော့ချမ်းလုံးလို့သွားတွေတောင်ရက်ခတ်နေခဲ့ရတယ်1988ခုနှစ်နောက်ပိုင်းရဲ့ပြင်းထန်တဲ့စီးနှင်းတွေကြောင့်တောင်ပိတ်သွားခဲ့တဲ့အချိန်တုန်းကငါစိတ်ထဲမှာမှတ်မိနေတာကတော့သူ့ရဲ့ကျေပြန့်ပြီးနှွေးထွေးတဲ့ပခုံးတွေပဲဖြစ်တယ်
နွားလဲကိုတော့အမိလိုက်နိုင်ခဲ့တယ်ဒါပေမဲ့ချီစုချန်ကတော့ပြန်လို့မရတော့ဘူးအခြေအနေအရနွားလဲကငါတို့နှစ်ယောက်လုံးကိုမြို့နယ်စေးပေးခန်းစီလိုက်ပို့ပေးခဲ့ရတယ်ငါကစေးပလင်းချိတ်ထားရပြီးသူကတော့အေးမိနှိမ့်ကိုက်တာဖြစ်သွားခဲ့တယ်ဒုတိယနေ့မနက်ငါနိုးလာတဲ့အချိန်မှာချီစုချန်ကငါစေးရုံကတင်ပေးမှာမှောက်ပြီးအိပ်ပျော်နေခဲ့တယ်ချီစုချန်ငါမြို့ကိုမပြန်တော့ဘူးအဖွားကလည်းအဲ့ဒီတော့ကတကယ်ကြီးကြံခဲ့ဖို့ပြင်ဆင်ခဲ့တာပေါ့တော်တော်တက်တိရှိတာပဲမျောစရာကောင်းတာကသူကနောက်တစ်နှစ်မှာပဲအရင်ဆုံးရွာကိုပြန်သွားခဲ့တယ်ငါတရွာလုံးအနှက်လိုက်ရှာခဲ့ပေမဲ့အဲ့ဒီလူကိုဘယ်တော့မှထပ်မတွေ့ရတော့ဘူးဖိုးဖိုးဘာလုပ်နေတာလဲအသက်က60နီးပါးရှိနေပြီတတိထားဦးလေးဟင်းမချက်သေးဘူးလားဘယ်ချိန်ရှိနေပြီလဲဟုတ်ကဲ့ပါအဖွားတားကြီးရတဲ့လောက်အဖိုးကအဖွားအပေါ်တစ်ဆက်ကလေးမှမကောင်းဘူးနော်ဘာလို့ရုတ်တရက်ကြီးအဲ့လိုပြောရတာလဲကွယ်တားကကြောင်းပိတ်ရက်မှပဲလာတာဆိုပေမဲ့အဖိုးကအဖွားပေါ်အမြဲတမ်းမကောင်းတာတားတွေ့တယ်သူကအဖွားကိုအမြဲတမ်းအော်ဟစ်နေတာပြီးတော့ဟင်းတွေကလည်းမကောင်းဘူးမစားကောင်းဘူးလို့အမြဲအပြစ်တင်နေတာအဖိုးကိုအဲ့လိုမပြောရဘူးလေပုံပြင်ဆက်နားထောင်ဦးမှာလားနားထောင်မှာပေါ့အဲ့ဒါနဲ့နောက်ထပ်ဆောင်းကုန်လို့ຫນွေဦးကိုရောက်လာခဲ့ပြန်ရောအဖွားမှတ်မိနေသေးတယ်အဲ့ဒီနေ့ကအဖွားတောင်ကုန်းပေါ်ကတောပန်းလေးတွေကိုတော်တော်များများခူးခဲ့မိတယ်အဖွားကပန်းမျိုးစုံကိုကြိုက်တာမြင်လိုက်ရရင်တင်စိတ်ထဲမှာပျော်ပြီးလန်းဆန်းသွားတာပဲချီရှုချန်ကအလုတ်ကနေပြန်လာတိုင်းအဖွားအတွက်ပန်းပွင့်လေးမျိုးစုံအမြဲယူလာပေးတတ်တယ်မင်္ဂလာဆောင်တဲ့အခါကျရင်မင်းရဲ့မင်္ဂလာဝတ်စုံတစ်ခုလုံးကိုပန်းတွေနဲ့အပြည့်ဖုံးလွှမ်းပေးမယ်တဲ့ရွာတွေကလူတွေကလည်းတိုးနှစ်ယောက်ကိုစုံတွဲတွဲလို့ပြောကြတယ်ဆိုလိုတာကစစ်ဆက်ထားတဲ့တို့သမီးတို့သားလောင်းပေါ့အဲ့ဒီနေ့ကအမြဲတမ်းသူပဲပန်းတွေပေးနေတာဆိုတော့အဖွားကလည်းသူ့ကိုတစ်ခါလောက်ပြန်ပေးချင်လို့စိတ်ကူးမိတာဒါပေမဲ့ဘာရိပ်ရောင်မှမပြပဲချီရှုချန်ထွက်သွားခဲ့တယ်ချီရှုချန်မြို့တော်ကိုပြန်သွားပြီးသူကမြို့ပြန်မဲ့နောက်ဆုံးလူဦးရေစရင်လက်မှတ်ကိုရသွားခဲ့တာအဖွားကိုလည်းဘာမှမတိုင်မင်ပဲတန်းထွက်သွားတာပဲအဲ့ဒီအချိန်တုန်းကအဖွားဘယ်နေရာကိုပဲသွားလူတွေကလက်ညှိုးထိုးခဲ့ရကြတယ်ကြည်စံဟိုလူကတော့သူ့မိသားစုကပြန်ခေါ်သွားပြီးတွဲယုံပဲတွဲတာလေဒီလိုမိန်းကလေးမျိုးကိုဘသူကယူရဲမှလဲဒီရှိချင်းကလည်းအချီးနီးပဲသူ့ကိုဘာလို့တွားယုံတာလဲဆိုပြီးတော့ပေါ့ရွာထဲမှာပဲဆက်ပြီးအချိန်ကုန်ရတော့မယ်ထင်နေတာဘသူကသိမှလဲ1989ခုနှစ်အောက်တိုဘာလမှာအထက်ကနေရက်ပြန်မိတ်တွေရှုပ်ပုတ်ပေးလို့ပညာတတ်လူငယ်တွေအများကြီးနေရက်ပြန်ကြတဲ့အချိန်မှာကျမလည်းမြို့ကိုပြန်ခွင့်ရခဲ့တယ်မတွေ့ရတာကြပြီဖြစ်တဲ့မိဘတွေကိုမြင်ချင်းပဲမအောင်နိုင်ပဲအုံငူမိတော့တာပဲအိမ်ပြန်ရောက်ပြီးနောက်ပိုင်းချီရှူးချန်ကိုမရှာခဲ့တာမဟုတ်ဘူးဒါပေမဲ့သူကလုံးဝပျောက်ချင်းမလားပျောက်သွားတယ်လို့ပဲဘာအစအနားမှရှာမရခဲ့ဘူးကျမအမေကအလုပ်လက်မဲ့အဖေကအလုပ်သမားဆိုတော့အဲ့ဒီခေတ်ကချီရှူးချန်တို့လိုမိသားစုမျိုးအကြောင်းစုံစမ်းဖို့ဆိုတာတကယ်ကိုခက်ခဲလုံးပါတယ်အဲ့ဒီနှစ်မှာပဲမြို့တော်ကိုသွားကျင်တဲ့စိတ်တစ်ခုတည်းနဲ့တက္ကသိုလ်ဝင်ဆောင်ပွဲကိုစုဝင်ဖြေခဲ့ပေမဲ့ကြာရှုံးခဲ့ရတယ်မိဘတွေကရွာတွေကကောလာဟာလာတွေကိုကြားထားလို့ကျမအတွက်စိတ်ပူနေကြပေမဲ့နောက်ဆုံးတော့လည်းမတားခဲ့ကြပါဘူးဒုတိယနှစ်မှာတော့ကျမမြို့တော်တက္ကသိုလ်ကိုအောင်မြင်တက်ခွင့်ရခဲ့တယ်ယထာစီလာတဲ့အချိန်မှာရင်တွေတိမ်ခုန်နေခဲ့တာဒီနှစ်အတွင်းမှာချီရှူးချန်နဲ့ပြန်ဆုံမဲ့အခွင့်အရေးတွေကိုအကြိမ်ကြိမ်စိတ်ကူးရင်ခဲ့မှုပေမဲ့တကယ်တမ်းဆုံရတဲ့အခါမှာတော့ရုတ်တရက်ကြီးဖြစ်သွားခဲ့ရတယ်အဲ့ဒီခေတ်ကတက္ကသိုလ်ကျောင်းသားတွေဟာကျောင်းပိတ်ရက်တွေမှာဘဝကိုအောက်ခြေကနေခံစားသိရှိပြီးဆင်းရဲပင်ပန်းမှုကိုအတွေ့အကြုံယူဖို့ကျောင်းနဲ့အတူလယ်ကွင်းတွေစက်ရုံတွေကိုတွားပြီးလှုပ်အားပေးကြရတယ်အဲ့ဒီတုန်းကအထက်တန်းကကျောင်းသားတွေကိုစီနီယာအကိုအမလို့ခေါ်ကြပြီးအဖွဲ့ခေါင်းဆောင်ကတော့တတိယနှစ်ကစီနီယာအမရန်ရွှေဖြစ်ပါတယ်သူမကပုံမှန်ဆိုလူကောင်းလေးပါကျမတို့ကိုအမြဲဂရုစိုက်ပေးတတ်တယ်အခုလှုပ်အားပေးရမယ့်စက်ရုံကလည်းသူမနဲ့တော်တော်လေးပတ်သက်မှုရှိတယ်လို့ကြားတယ်သူမကအမြဲတမ်းနူးညံ့သိမ်မွေ့ပြီးလှပတတ်လို့ရင်းနှီးဖော်ရတဲ့ပုံစံမျိုးကျမနဲ့တော့လုံးဝကိုကွာခြားပါတယ်စီနီယာအမကလေယာအလုပ်တွေကိုဒီလောက်ကျွမ်းကျင်လုပ်နိုင်တာသူမသာချီရှူးချန်ရဲ့စစ်ဆက်ထားတဲ့သူမဟုတ်ရင်တိတ်ကောင်းမှာပဲအဲ့ဒီနေ့ကတနေကုန်အလုပ်လုပ်ထားရလို့ချွေးတွေရွှဲနေပြီးခဏနားနေတော့စက်ရုံပြင်မှာစစ်တပ်လိုင်စင်နံပါတ်ပါတဲ့ကားတစ်စီးရထားတာကိုအမှတ်မတင်တွေ့လိုက်ရတဲ့ရန်ရွှေကလူငယ်တယောက်နဲ့ပြုံးရွှင်စွာစကားပြောနေတာကျမမျက်စိမေးပြီးကြည့်လိုက်တော့ဒီလူရဲ့ကြောပြင်ကရင်းနှီးနေတယ်လို့ပဲလို့ခံစားရတဲ့နောက်တစ်စက္ကန့်မှာပဲသူကလက်လန်းပြီးရန်ရွှေရဲ့ချွေးတွေကိုတုပ်ပေးနေတဲ့လှုပ်ရှားမှုတိုင်းကနူးညံ့ပျော့ပြောင်းလို့သူ့လက်ကြည့်လိုက်တဲ့အချိန်မှာတော့ကျမရင်ထဲရေခဲတုံးကြီးကျသွားတယ်လို့ခံစားလိုက်ရတယ်တကယ်တော့ဒီစက်ရုံကချီရှူးချန်တို့မိသားစုပိုင်တာကိုမထူးဆန်းတော့ပါဘူးမထူးဆန်းတော့ဘူးကျမတို့လိုတာမန်မိသားစုကသူ့အကြောင်းဘာလို့ရှာမရလဲဆိုတာအဲ့ဒီတုန်းကရွာကလူတွေကကျမကိုဂုံမတန်ဘူးလို့ဘာလို့ပြောကြလဲဆိုတာအခုမှသဘောပေါက်တော့တယ်ဒါကကျမရဲ့စစ်ဆက်ထားတဲ့သူပါအခုဌာနဆိုင်ရာမှာအလုပ်ဝင်နေပြီးဘွဲရရင်လက်ထပ်ဖို့စိတ်ကူးထားကြတယ်ချီရှူးချန်ကကျမကိုမမှတ်မိတာမဟုတ်ပါဘူးဒါပေမဲ့သူကခဏလေးမျက်မှောင်ကုတ်လိုက်ပြီးသူ့ရဲ့အကြည့်တွေကိုခပ်ပေါ့ပဲလွှဲဖယ်သွားခဲ့တယ်လုံးဝမသိတဲ့လူတစ်ယောက်လိုပဲအလုပ်ပြီးတော့ကျမလူတိုင်းကိုပြည်သူပိုင်စားတော့ဆိုင်မာထမင်းလိုက်ကြွေးတယ်အဲ့ဒီလိုနေရာကြီးမှာကျမပထမဆုံးအကြိမ်ထမင်းစားဘူးတာမို့ရှက်ကိုရှက်ကန်းနဲ့လက်ချေဘယ်နာထားရမှန်းတော့မသိခဲ့ဘူးထမင်းစားနေတော့ချီရှူးချန်ရဲ့အကြည့်တွေကကျမစီခဏရောက်လာတာကိုခံစားမိနေတယ်တကယ်တော့ဒါတွေကဘလို့ဖြစ်ရတာလဲနင်အဲ့ဒီတုန်းကဘာလို့ထွက်သွားခဲ့တာလဲတကယ်တော့ကျမလည်းမတက်တာလို့ပါရှင်ကျမတို့ကရှင်းတို့ကိုနှောက်ယှက်မိသွားတာလားနှောက်ယှက်တာမျိုးမဟုတ်ပါဘူးအရင်တုန်းကကြေးလက်ကိုစင်းတုန်းကခင်ခဲ့တဲ့တငယ်ချင်းတစ်ယောက်ပါပဲစတုန်းကတော့ချီရှူးချန်ဟာမိသားစုကစီစဉ်ပေးလို့ရန်ရွှေနဲ့လက်ထက်ရတာနေမှာပါဒါဟာသူ့ရဲ့မတက်တာတဲ့အခြေအနေဖြစ်လိမ့်မယ်လို့ကျမရိုးသားပဲတွေးခဲ့မိသေးတယ်ဒါပေမဲ့သူနဲ့ရန်ရွှေတို့အတူရှိနေတဲ့ပုံစံကိုကြည့်ရတဲ့လောက်တော့ချီရှူးချန်ကရန်ရွှေကိုတကယ်ချစ်နေတာပါဒါပေမဲ့ကျမစိတ်မအေးနိုင်သေးဘူးသူတကယ်ပဲလိုလားရှိရလားဆိုတာကိုအမြဲတမ်းသွားမေးချင်နေမိတော့ပဲဘယ်နဲ့ချိန်ပဲမေးပြန်ရတဲ့အဖြေတိုင်းကတော့စိတ်ပြအားငယ်စရာတွေကြီးပါပဲဒီလောက်တင်ဆိုရင်တော့ကျမလည်းလက်ရှာတော့ဖို့အစင်တင်ပါပဲဘာပဲဖြစ်စီနီယာအမရန်ရွှေကအရန်ကောင်းတဲ့သူမှုကျမဆူတောင်းပေးတင်ပါတယ်ဒါပေမဲ့ဒုတိယနှစ်ဆက်တက်ခါစားမှာပဲရန်ရွှေကသူမရဲ့ရွှေဆွဲကြိုးအခိုးခံလိုက်ရတယ်လို့ပြောလာတယ်အနှံ့ပြရှာဖွေခဲ့ပေမဲ့မတွေ့ပဲနောက်ဆုံးတော့ကျမရဲ့အိတ်ဆောင်ထဲမှာလာတွေ့ရတယ်သူမကတမင်တကာလောက်တာမဟုတ်တော့ပါဘူးလူတိုင်းကကျမကိုအပြစ်တင်တဲ့အကြည့်တွေနဲ့ကြည့်ကြတယ်ကျမဘလို့မှစင်ကြေပေးလို့မရခဲ့ဘူးကျမအပြစ်ကြီးတစ်ခုမှတ်တမ်းတင်ခံလိုက်ရတယ်ရန်ရွှေကိုသွားပြီးရင်ဆိုင်မင်းမြန်းတဲ့အခါရန်ရွှေ
နင်ဘာလို့ငါ့ကိုမဟုတ်မမှန်ဆွဆွဲရတာလဲနောက်တစ်စက္ကန့်မှာပဲသူမကအော်ဟစ်ပြီးကျမ်းပြင်ပေါ်ကိုဘုံခနဲ့လဲကျသွားခဲ့တယ်ချီရှူးကြံရောက်လာတဲ့အချိန်မှာတော့အသေးအတန်စိတ်ပူသွားပြီးသူမကိုရင်ခွင်ထဲပွေ့ဖက်ထားရင်းကျမကိုလှည့်ကြည့်လိုက်တဲ့အဲ့ဒီအေးဆက်ဆက်အကြည့်ကိုအခုထိကျမမေးလို့မရသေးဘူးဒုတိယနှစ်မှာတင်ကျမကြောင်းထုတ်ခံလိုက်ရတဲ့အဖွာအဲ့ဒီရန်ရွှဲဆိုတဲ့သူကတမင်တက်လောက်တာသူကအရင်တုန်းကဟန်ဆောင်နေတာပဲဘာလို့ဒီလိုဖြစ်ရတာလဲဒါကြောင့်အဖွားကနောက်ဆုံးကြတော့အလျှော့ပေးပြီးတက္ကသိုလ်တော်မတက်ခဲ့ဘူးတဲ့အဖိုးနဲ့လက်ထပ်ပြီးတဘဝလုံးအချိန်ကုန်သွားခဲ့တာလားဘာတွေလျှောက်ပြောနေတာလဲခေါင်းထဲမှာဘာတွေတွေးနေတာလဲမင်းဖွားကနောက်ဆုံးတော့အစင်းမြင့်တက္ကသိုလ်ကနေဘွဲရခဲ့တာပါအဲ့ဒီနှစ်ဆောင်းရသည်ကတကယ်အေးတာလက်ထဲမှာကြောင်းထုတ်ခံရတဲ့လက်မှတ်ကိုကင်ထားရင်းလက်တွေပါနေရဲနေအောင်ချမ်းခဲ့ရတဲ့အဖေနဲ့အမေကဘူတာယုံအထိလိုက်ပို့ကြတယ်သူတို့နှစ်ယောက်ရဲ့ကုန်းကုန်းကွာကွာကြောပြင်တွေကိုကြည့်ပြီးစကားတွေပြောချင်ပေမဲ့တပြင်းမဲချနိုင်ခဲ့ကြတယ်အဖေနဲ့အမေသမီးတက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေရအောင်မယ်လို့ပြောခဲ့တယ်ဒါဆိုဒုတိယနှစ်မှာပြန်အောင်ခဲ့တာလားဟင့်အင်းဒုတိယနှစ်မှာငါစာမေးပွဲသွားမဖြေဖြစ်ခဲ့ဘူးတချင်းငါ့ကိုရေနွေးချမ်းတစ်ခွက်လောက်တော့တိုက်ပါအောင်တောက်ပြီးရင်ချက်ချင်းပြန်ပါမယ်မလို့ဘူးရှင်နဲ့ကျမဘာမှပြောစရာမရှိဘူးမင်းငါ့ကိုဒီလောက်တောင်မုန်းနေတာလားဒါပေမဲ့တချင်းရဲ့ငါလည်းတမင်လုပ်ခဲ့တာမဟုတ်ပါဘူးအဲ့ဒီတုန်းကသူများဆွပေးတာနဲ့အမားကြီးမခဲ့မိတာပါတကယ်လို့ကြောင်းထုတ်ခံရယုံတင်မကပဲသူ့ကိုမုန်းနေတာဒါမှမဟုတ်အဲ့ဒီတုန်းကသူ့တော်နယ်စင်းချိန်မှာငါ့ကိုပြစ်သွားခဲ့လို့ဆိုရင်တော့ဒါကတကယ်တော့တိတ်ပဲမရှိလာဘူးဘာလို့လဲဆိုတော့နောက်ပိုင်းမှာငါလည်းတက္ကသိုလ်ဘွဲရခဲ့တာပဲလေတဘာဝအတိုင်းဆိုရင်မမုန်းတင်တော့ဘူးပေါ့ဒါပေမဲ့ကိစ္စကအဲ့ဒီလိုမဟုတ်ခဲ့ဘူးပါလေရှင်ကကျမအဖေကိုဒုက္ခပေးခဲ့တာကျမကရှင်ကိုမမုန်းရဘူးလားအဲ့ဒီနှစ်ဆောင်းရသည်မှာအဖေကစက်ယုံမှာအလုပ်လုပ်ရင်းစက်ထဲညက်ပြီးလက်မောင်းထိခိုက်ဒဏ်ရာရခဲ့တယ်အဲ့ဒီလူကြီးကရော်ကြေးပေးဖို့ညှင်းဆန်တဲ့အပြင်အကြောင်းပြချက်ရှာပြီးအဖေကိုအလုပ်ကပါထုတ်ပစ်ခဲ့တယ်ငါတို့အိမ်ရဲ့စီးပွားရေးအခြေအနေကတစ်နေ့ထက်တစ်နေ့ပိုဆိုးလာခဲ့တယ်အဖေဒဏ်ရာရတဲ့နေ့ကစီးနှင်းတွေတအားကြနေတာငါအဖေကိုခေါ်ပြီးအိမ်နာကစေကန်းတကာလှည့်ခဲ့ပေမဲ့ဘယ်စေကန်းကမှငါတို့ကိုလက်မခံချင်ကြဘူးဒီကိစ္စကရန်ရွှေရဲ့ညွှန်ကြားချက်လားဆိုတာငါမသိပေမဲ့ချီရှုချန်လဲခေါင်းငိမ့်သဘောတူခဲ့တယ်လို့သူကိုယ်တိုင်လဲကြားထဲကနေအများကြီးကူညီပေးခဲ့တာကိုပဲသိတယ်မဟုတ်ပါဘူးအဲ့ဒီတုန်းကရန်ရွှေကမင်းသူ့စီငွေညစ်တဲ့စာတွေအချိန်ချင်းရေးတယ်လို့ပြောခဲ့တာသူကမင်းကိုပတ်စံတွေအများကြီးပေးပြီးပြီလို့လည်းပြောတယ်မင်းကတော့အဖေနေမကောင်းဘူးလို့ပဲစက်တိုင်ညင်းဆိုနေတော့ငါလည်းမင်းလိမ်နေတယ်လို့ထင်ခဲ့တာအဲ့ဒီတုန်းကမင်းကိုပြစ်ပြီးရွာကနေမြို့ပြန်သွားခဲ့တာငါမှပါတယ်ငါကမူဝါဒတွေပြောင်းတော့မယ်လို့ကြားလို့ပါတောရွာထဲမှာဆက်နေရင်တစ်သက်လုံးပြန်လို့ရတော့မှာမဟုတ်ဘူးဆိုပြီးကြောက်သွားတာနောက်ဆုံးမှဘာကောင်းမှမဖြစ်ပဲတစ်သက်လုံးဒီမှာပဲအချိန်ကုန်သွားမှာကိုကြောက်ခဲ့တာရှင်ကဘလို့တတိနဲ့ငါအဖိုးကြီးကိုလာရှာရဲတာလဲတချင်းမင်းကဒီလိုလူမျိုးနဲ့လက်ထပ်လိုက်တာလားကိုရောင်ရှမ်းလမ်းလျှောက်တဲ့အခါထိမ့်မရပဲတိတ်မမှန်တဲ့ခြေထောက်ကိုကြည့်ပြီးငါတကယ်စိတ်မကောင်းဖြစ်မိတယ်ချီရှုချမ်းရှင်ဘာပြောလိုက်တာလဲကျောင်းကအထုတ်ခံရတဲ့နှစ်ကယထာပေါ်မှာငါကိုရောင်ရှမ်းနဲ့ဆုံခဲ့တာသူကအဲ့ဒီတုန်းကမျက်မှန်ထူးထူးကြီးတက်ထားပြီးလူပုံစံကလည်းတက်တက်ရက်ရက်ခန့်ခန့်ညာညာပဲသူလည်းလက်ထဲမှာလက်မှတ်ကင်ထားတာမြင်တော့ငါလိုပဲကျောင်းထုတ်ခံရတာနေမှာပဲဆိုပြီးအဖော်ရတယ်လို့ခံစားလိုက်ရတာဒါပေမဲ့သူကဦးကြောင်ကြောင်နဲ့ဘာကျောင်းထုတ်ခံရတာလဲငါကအိမ်ကဆင်းရဲလို့ကျောင်းမတက်နိုင်တော့တာလို့ပြောတယ်ငါတို့ဒီလိုနဲ့ပဲတီးကျွမ်းခဲ့ကြတာငါသူ့ကိုမြို့နယ်တွေကစက်ယုံမှာအလုပ်သွင်းပေးပြီးစာမေးပွဲကြည့်ရရင်ကြဘောင်းပြန်တက်လို့ရပြီလို့ပြောခဲ့တယ်အဖေလက်မောင်းကျိုးတဲ့နေ့ကအဖေကိုကြောပိုးပြီးနှင်းတွေထဲမှာငါနဲ့အတူစေကန်းတကာလိုက်ခောက်ပေးခဲ့တာသူပဲစီးနှင်းတွေကြောင့်လမ်းချော်နေတာတောင်သူအလုပ်လုပ်လို့ရတဲ့ပတ်စံတွေကိုစုထားပြီးသူ့အတွက်အနှွေးထည်ထူကြီးတောင်မဝယ်ပဲချမ်းလွန်းလို့သွားရီတုံတဲ့အထိအောက်ခံခဲ့တာရှင်းနာလိုက်ပါဦးလားမရဘူးဒီလက်မောင်းကိုအချိန်မီမကူရင်မင်းအဖေဒီညဘလို့လှုပ်ရှင်တန်နိုင်တော့မလဲမင်းကောဘလို့ရှင်တန်မလဲတဲ့နောက်ဆုံးစေကန်းကိုတကားခောက်တဲ့အချိန်မှာဆရာဝန်ကဗီဇအရညင်းဖို့လုပ်တယ်ဆရာဝန်ကြီးကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်တငယ်ချင်းအိမ်မှာဒီဖေတယောက်ပဲလောက်ကင်ကျွေးမွေးနိုင်တာသူသားတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲသူကစလဲတော်တယ်လာမယ့်နှစ်မှာတက္ကသိုလ်ဝင်စာမေးပွဲဖြေရအောင်ပါဆရာဝန်ကြီးကျွန်တော်တို့ကိုကူညီပေးပါဦးလို့သူကတောင်းပန်ရှာတယ်ငါအဲ့ဒီနေရာတင်မျက်ရည်တွေကျလာပြီးကိုရောင်ရှမ်းနဲ့အတူဒူးထောက်ချလိုက်မိတယ်အဲ့ဒီအချိန်မှာစာမေးပွဲဖြေနိုင်မဖြေနိုင်တဲ့အဖေကိုကဲတင်နိုင်ဖို့ပဲစိတ်ထဲရှိတော့တယ်နောက်ဆုံးတော့အဖေကိုစေကန်းကလက်ခံကူတာပေးခဲ့တယ်ခွဲစိတ်မှုကအောင်မြင်ခဲ့ပြီးတကောင်ကြုံမှပြီးသွားတယ်စေကန်းစင်ကြံမှာကိုရောင်ရှမ်းကိုသွားရှာတော့သူကသူ့ရဲ့ဘောင်းဘီအပားလေးကိုလှမ်းပြီးချွေးတလုံးလုံးနဲ့ဒူးကိုပုတ်နေတာတွေ့လိုက်ရတယ်ကိုရောင်ရှမ်းရှင်ဘယ်တော့ကချော်လဲသွားတာလဲဆရာဝန်စီမြန်မြန်သွားပြလေမင်းအဖေခွဲစိတ်ခမပေးရသေးဘူးမင်းနဲ့မင်းအမေလက်ထဲမှာလည်းပတ်စံအများကြီးမရှိဘူးမလားငါဘာမှမဖြစ်ဘူးတော်သေးတာပေါ့ငါမှအလုပ်လုပ်လို့ရတဲ့ပတ်စံလေးရှိနေလို့ငါတို့အတူတူစိုက်ထုတ်ကြတာပေါ့တဲ့ငါဘလို့မှသဘောမတူနိုင်ခဲ့ဘူးအဲ့ဒီနေ့ကသူ့ကိုအတင်းအကျပ်ခြေထောက်သွားကူပေးခဲ့ရင်တော့နောက်ဆုံးမှာတော့တသက်လုံးမပြောက်တော့တဲ့ခြေထောက်မတန်တဲ့ဝေဒနာဖြစ်ကြံခဲ့ရရှာတယ်နာကျင်နေတာကိုဘာလို့ထုတ်မပြောခဲ့တာလဲလူအစွမ်းပဲအဲ့ဒီလိုမျိုးကျမအဖေကိုကြောပိုးပြီးကျမနောက်ကိုလိုက်လျှောက်ပေးခဲ့တာရှင်တကယ်ပဲမတမ်းမစွမ်းဖြစ်သွားရင်ရှင်အပေါ်တင်နေတဲ့အကျွေးတွေကိုကျမဘလို့ဆက်ရမလဲရှင်ကတော့တကယ်ပဲစားလို့ကောင်းလားမင်းဆက်เสียရမလို့ပါဘူးဒီတချင်းမင်းကလူကောင်းတယောက်လို့ငါခံစားရတယ်မင်းအပေါ်ကောင်းပေးခြင်းယုံတင်ပါဒါနဲ့တည်းမရဘူးလားနောက်ပိုင်းမှာအဖေလက်မောင်းတက်တာသွားခဲ့ပေမဲ့ရန်ရွှေနဲ့ချီရှုချန်တို့ကြောင့်ဘလို့မှအလုပ်ရှာမရခဲ့ဘူးကျမလည်းကိုရောင်ရှမ်းနဲ့အတူတူရှိနေခဲ့တယ်ဒါပေမဲ့သူကတော့နောက်ဆုံးအထိကြောင်းပြန်မတက်ဖြစ်ခဲ့ဘူးအတူတူရှိတဲ့ပထမဆုံးနှစ်မှာသူကသူ့လစာတွေကိုဝမ်းသာအားရနဲ့ကျမရင်ခွင်ထဲထည့်ပေးခဲ့တယ်တချင်းတက္ကသိုလ်ဝင်စာမေးပွဲသွားဖြေပါဒီတစ်ခါတော့မင်းဘယ်နှကြိမ်ပဲဖြေရတယ်ငါထောက်ပံ့ပေးမယ်တဲ့ဒုတိယနှစ်မှာကျမတက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေခဲ့တယ်ဒီတစ်ခါတော့မြို့တော်နဲ့ဝေးတဲ့တောင်ပိုင်းဒေသကိုရွေးချယ်ခဲ့ပြီးအဓိကဘာသာရပ်ကိုလည်းစာပေကနေစီးပွားရေးအဖြစ်ပြောင်းလဲခဲ့တယ်စာမေးပွဲအောင်တဲ့နေ့ကကိုရောင်ရှမ်းတယောက်အတိုင်းထက်အလုံးပြောနေခဲ့တာကျမကြောင်းတက်နေတဲ့နှစ်တွေမှာသူကတစ်ဖက်က အလုပ်လုပ်ပြီးကျမကြောင်းစရိတ်ထောက်ပံ့ပေးတယ်လို့တစ်ဖက်ကလည်းကျမရဲ့အဖေနဲ့အမေကိုပြုစုဆောင်
တောက်ပေးခဲ့တဲ့စက်ယုံကရတဲ့ပတ်စံမလောက်တော့သူပင်လယ်ငါးဖမ်းလုပ်ငန်းနဲ့ဝင်ခဲ့တဲ့ရှင်းလက်ချောင်းကဘာဖြစ်တာလဲစားထဲမှာတော့အိမ်မှာအဆင်ပြေတယ်ဆိုလူလိန်ကြီးဘာလို့ငိုနေတာလဲပင်လယ်ထဲကလူတွေပိုက်ဆွဲတော့တတိမထားမိပဲပိုက်ကွန်နဲ့ရှမိယုံတင်မှာမငိုပါနဲ့မငိုနဲ့တော့အခုမနာတော့ပါဘူးကျမကိုကြောင်းထားပေးဖို့အတွက်ကိုရောင်ရှမ်းကမိုင်းတွင်းမှာပါ2 နှစ်လောက်သွားလုပ်ခဲ့သေးတယ်မိုင်းတွင်းပတ်ဝန်းကျင်ကမကောင်းတော့သူကအစိမ့်ငွေတွေအမြဲရှူရှိုက်ခဲ့ရပြီးကြာလာတော့အနက်အရသာခံစားမှုကတိတ်မကောင်းတော့ဘူးဒါကြောင့်လဲကျမတို့အိမ်မှာကျမပဲအမြဲဟင်းချက်ရတဲ့အကြောင်းရင်းပေါ့ဒါပေါ့နောက်ပိုင်းကျမအိမ်ပြန်ရောက်လို့ဒီအကြောင်းကြားရခြင်းပထမဆုံးလုပ်တာကသူ့ကိုအလုပ်ထွက်ခိုင်းတာပဲကျမရဲ့တက္ကသိုလ်ကျောင်းသားဘဝဆိုတာကိုရောင်ရှမ်းဒီလိုမျိုးတစ်ဆက်ချင်းစီစုဆောင်းပြီးထောက်ပံ့ပေးခဲ့တာပါနှစ်အကြာကြီးအလုပ်ကျန်းလုပ်ခဲ့ရလို့သူ့စိတ်နေသဘောထားကစကားနဲ့ပြီးအေးဆေးသွားပေမဲ့ကျမအပေါ်ထားတဲ့စိတ်ကတော့အမြဲတမ်းစစ်မှန်ခဲ့တယ်တက္ကသိုလ်ခွဲရတဲ့ပထမဆုံးနှစ်မှာပဲကျမနဲ့ကိုရောင်ရှမ်းလက်ထပ်ခဲ့ကြတဲ့မင်္ဂလာဝတ်စုံပေါ်မှာအမေကိုယ်တိုင်ချုပ်လုပ်ပေးထားတဲ့ပန်းပွင့်တွေအပြည့်ပဲဆူတောင်းပေးတဲ့တွေကြားမှာကျမတို့လင်မယားဖြစ်ခဲ့ကြတယ်ဒုတိယနှစ်မှာတော့ကျမဘာမှမဆိုင်မတွားပဲကိုရောင်ရှမ်းကိုခေါ်ပြီးစီးပွားရေးလုပ်ဖို့တောင်ပိုင်းကိုဆင်းခဲ့တဲ့အစပိုင်းမှာတော့သူတို့ကမိမတစ်ယောက်ဖြစ်တဲ့ကျမကိုအေးမဆိုင်ချင်ကြဘူးဒါပေမဲ့စီးပွားရေးကတဖြည်းဖြည်းအဆင်ပြေလာတော့ဘယ်သူမှကျမကိုအထင်မသေးရတော့ဘူးအဲ့ဒီနှစ်တွေမှာကျမလည်းလဲကျခဲ့ပူးတာပဲဒါပေမဲ့ဒီအိမ်ရဲ့အဓိကကြောရိုးကတကယ်တော့ကိုရောင်ရှမ်းပါကျမကိုတန်တရားဝင်မိတဲ့အချိန်တိုင်းမှာသူကအမြဲတမ်းချတွင်းချက်မရှိထောက်ခံပေးခဲ့တဲ့ချီရှုချံပေးခဲ့တဲ့အဲ့ဒီဘန်းတွေကိုကျမဘဝမှာရရှိပြီးသားပါနောက်ပိုင်းကျမရဲ့စီးပွားရေးကပိုကြီးလာပြီးပတ်စံအများဆုံးရတဲ့နှစ်မှာထဲသွားဝယ်ရင်ဈေးနှုန်းကိုဘယ်တော့မှမကြည့်ဘူးကိုရောင်ရှမ်းကိုလည်းကျမကစီးပွားရေးလုပ်ဖို့တင်ပေးခဲ့တော့ရွှေအိမ်ထဲမှာအလှဆင်ခံထားရတဲ့သူဆိုပြီးတငယ်ချင်းတွေရဲ့ဆက်နောက်ချင်းကိုအကြိမ်ကြိမ်ခံခဲ့ရသေးတယ်တင်တို့ဘာပဲရှိရှိကျမစီပဲလာပါကျမအမျိုးသားကိုမစကြပါနဲ့ဟာလူကလူလက်ပိုင်းရွယ်ရောက်လာတဲ့အခါကျမရဲ့စိတ်နေသဘောထားကပိုပြီးပွင့်လင်းရဲတက်လာခဲ့တယ်တောက်ကြစတန်ပွဲတစ်ခုမှာကျမချီရှုချန်နဲ့မထင်မှတ်ပဲပြန်ဆောင်ခဲ့တယ်သူလည်းလူလက်ပိုင်းရွယ်မှာအောင်မြင်နေတဲ့ပုံစံပါပဲဒါပေမဲ့မျက်ခုံးကြမှာတော့အမြဲတမ်းမိုင်းညိုနေတတ်တယ်ဒါကလည်းနောက်ပိုင်းပြန်ဆောင်ကြတဲ့အခါနှစ်ပေါင်း20လောက်မတွေ့ဖြစ်ခဲ့တဲ့အကြောင်းရင်းကိုသူပြောပြတာပါလေတချင်းဒီဘက်မှာစီးပွားရေးလုပ်နေတဲ့လေအမည်ရှိအမျိုးသမီးလုပ်ငန်းရှင်တယောက်ရှိတယ်လို့သူတို့ပြောတာကြားဘူးတယ်ဒါမင်းဖြစ်နေလိမ့်မယ်လို့မထင်ထားဘူးသူ့ဘေးမှာနှစ်ပေါင်းများစွာမတွေ့ဖြစ်ခဲ့တဲ့ရန်ရွှေလိုက်လာတဲ့စိတ်ထင်လို့လားတော့မသိဘူးသူတို့ကြားမှာရင်းနှီးတဲ့ပုံစံမျိုးမတွေ့ရပဲဟန်ဆောင်နေတဲ့လင်မယားတွေလိုပဲဒါပေမဲ့ဟန်ဆောင်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကျမနဲ့မဆိုင်ပါဘူး sorry နော်ရှင်ကဘာတူလဲအဲ့ဒီတုန်းကချီရှုချန်ရဲ့အန်ဝမ်းမင်တက်သွားတဲ့မျက်နှာအမူအရာကိုကျမအခုထိမေးလို့မရဘူးအဖွာတော်လိုက်တာတကယ်ရင်ထဲကအမုန်းတွေပြေးသွားတာပဲဟွန်းမင်းဖွားကအဲ့ဒီတုန်းကငါ့ကိုဒီအကြောင်းတောင်မပြောပြဘူးနောက်မှသူများပြောပြလို့သိရတာရှင်ကအသက်ဘယ်လောက်ရှိပြီလဲဘာလို့အဲ့ဒီတုန်းကကိစ္စတွေကိုအခုထိလာပြီးတဝင်းတူနေရတာလည်းမဟုတ်ပါဘူးလွန်ခဲ့တဲ့ရက်ပိုင်းကလေးကစားချင်နေတာကျေးဇူးပါဖိုးကြီးရေဖိုးကြီးမြေးမလေးရှိတယ်လို့ရှင်းပါလဲမြေးမလေးရှိတာပဲမြေးမလေးတက္ကသိုလ်ဝင်ဆောင်ပွဲပြီးတဲ့နေ့ကကျမတို့မိသားစုတစ်ခုလုံးဒီပါသွားကြိုခဲ့ကြတယ်မိန်းကလေးငယ်လေးကငှက်ငယ်လေးတစ်ကောင်လိုပြန်တန်းပြီးပြေးထွက်လာတာကိုကြည့်ရင်ကျမလည်းမရေပဲမနေနိုင်ခဲ့ဘူးဘယ်သူသိမှလဲအဲ့ဒီနေ့မှမဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်တယောက်နဲ့စုံခဲ့လိမ့်မယ်လို့ရန်ရွှေသူ့မိသားစုကအစောပိုင်းနှစ်တွေကလေးကစက်ယုံရှိခဲ့တာနောက်ပိုင်းချီရှုချန်နဲ့လက်ထပ်ခဲ့တော့အခြေအနေရဆိုရင်အသက်ကြီးပိုင်းမှာဒုက္ခခံစားရမှာပေါ့ဒါပေမဲ့အခုသူ့မျက်နှာကညှို့ငယ်၆ကပ်နေပြီးငငယ်တုန်းကရှိခဲ့တဲ့လှပနူးညံ့မှုတွေကမုန်းတီးမှုတွေကြားမှာပျောက်ကွယ်သွားခဲ့တယ်လို့ပဲသူကကျမကိုရေနွေးကြမ်းတောက်ဖို့ဖိတ်တယ်အစကတော့မသွားချင်ဘူးဒါပေမဲ့သူ့ရဲ့ကျမရဲ့အခြေအနေကတော်တော်လေးစိုးရိမ်ရတဲ့ပုံပေါ်နေတာမို့နောက်ဆုံးတော့ကျမသဘောတူလိုက်တယ်လူနှစ်ယောက်နှစ်ပေါင်း20ကြာမတွေ့ဖြစ်ပဲအခုလိုမျက်နှာချင်းဆိုင်ထိုင်နေကြပေမဲ့ပြောစရာစကားမရှိခဲ့ဘူးရှုချန်မင်းစီလာရှာတဲ့ကိစ္စကိုငါသိပြီးပါပြီဒီလိုနေမျိုးရောက်လာလိမ့်မယ်လို့ငါကြိုတင်တွေးထားခဲ့တာပဲလွန်ခဲ့တဲ့နှစ်20ကလေးကတင်တို့ကြားမှာပြဿနာတက်ခဲ့တာတခါကအရက်မူပြီးစကလုံးရာကနေမင်းကိုငါဆွဆွဲပုတ်ခတ်ပြီးတိုက်ခိုက်ခဲ့တဲ့ကိစ္စတွေကိုသူသိသွားခဲ့တယ်အဲ့ဒီနေ့ကကျမတို့လက်ထပ်ပြီးကလေးကအကြီးမားဆုံးရန်ဖြစ်မှုကိုဖြစ်ပွားခဲ့တာနောက်ပိုင်းကျမမိသားစုရဲ့ဖိအားတွေကြောင့်သာသူကျမကိုကွာရှင်းမပြတ်ဆဲခဲ့တာပေမဲ့အဲ့ဒီလိုဆိုရင်တောင်သူကကျမနဲ့စိန်ကားသွားခဲ့ပြီးအမြဲတမ်းအပေါ်ရန်လင်မယားတွေလိုပဲနေခဲ့ကြတာငါကအစကတည်းကမင်းသူ့စီအမြဲသွားရှာနေတာကိုမကြိုက်တာငါကငငယ်ကတည်းကတခါမှမရှုံးဘူးဒါပေမဲ့သူမင်းကိုကြည့်တဲ့မျက်ဝန်းတွေကိုကြည့်ပြီးငါနားလည်သွားခဲ့တယ်သူကမင်းကိုတကယ်နှစ်သက်ခဲ့တာပါဒါပေမဲ့ငါနောက်ဆုံးမှနိုင်ခဲ့ရင်တောင်မပျော်ရွှင်ခဲ့ပါဘူးဒီတချင်းငါမင်းကိုတောင်းပန်ပါတယ်အစောပိုင်းနှစ်တွေကကိစ္စတွေအတွက်ငါမင်းအပေါ်မှားခဲ့ပါတယ်အခုမင်းကိုဒါတွေပြောနေလို့လဲဘာမှအသုံးမဝင်ဘူးဆိုတာငါသိပါတယ်ငါကြောင့်မင်းအပေါ်ခံစားခဲ့ရတဲ့နာကျင်မှုတွေကအစစ်မှန်တွေပါအရေးမကြီးတော့ပါဘူးကျမတို့တွေဒီအသက်အရွယ်တွေရောက်နေကြပြီပဲရန်ရွှေရဲ့ဘာလို့ဒီလိုဖြစ်ရတာလဲကျမရှင်ကိုမုန်းတာတော့အမှန်ပဲဒါပေမဲ့ကျမကိုယ်တိုင်လည်းမြေကြီးတဲ့ခြေတစ်ဖက်နစ်နေပြီပဲအခုချိန်မှာတော့မိသားစုနဲ့အတူပျော်ပျော်ရွှင်ရွှင်ပဲနေချင်ပါတော့တယ်မင်းကိုငါတောင်းပန်ပါတယ်အားလုံးကငါအမားတွေပါလူတယောက်တေခံနီးမှာပဲဒီလိုမျိုးရုတ်တရက်နောက်တရက်တက်တာလာတော့ငါမသိဘူးဒါပေမဲ့ရန်ရွှေကိုအရန်သနာဖို့ကောင်းတယ်လို့ပဲခံစားရတယ်မတွေးကြည့်ပဲနဲ့တောင်သူဒီနှစ်တွေတခြားအိမ်အောင်ရေးဘဝကိုဘလို့ဖြတ်တန်းခဲ့ရလဲဆိုတာငါသိနိုင်တယ်တကယ်ပဲကောင်းတာလို့ရင်ကောင်းကျိုးခံစားရပြီးမကောင်းတာလို့ရင်မကောင်းကျိုးခံစားရတယ်ဆိုတာဒါမျိုးပေါ့အဲ့ဒီနေ့ရဲ့နောက်ဆုံးမှာတော့ရန်ရွှေကိုသူ့သားသမီးတွေတွဲထူပြီးထွက်သွားကြတယ်သူ့ခန္ဓာကိုယ်ကတကယ်ကိုမကောင်းတော့ပါဘူးအစုပ်ကင်စာနောက်ဆုံးအဆင့်မှုလို့အသက်ရှင်ဖို့လာအနေငယ်ပဲလိုပါတော့တယ်သူထွက်သွားတာကိုလိုက်ကြည့်ရင်စိတ်မကောင်းဖြစ်မိတယ်အဖွာဘာကြည့်နေတာလဲအကယ်၍သူဒီလိုမျိုးစိတ်အေးလက်အေးနဲ့ဘဝနေကုန်းစီသွားနိုင်မယ်ဆိုရင်ဒါဟာကောင်းတဲ့အချက်ပဲဖြစ်မှာပါမြင်းမလေးရဲ့တက္ကသိုလ်ဝင်ခွင့်အောင်ပွဲနေ့မှာချီရှူးချန်လဲရောက်လာခဲ့တယ်သူကငါမြင်းမလေးအတွက်လက်ဆောင်ငွေအိတ်ကြီးတစ်ခုပေးခဲ့တယ်ကျေးဇူးပါပဲထိုင်စရာနေရာရှာထိုင်ပါဦးဖြူချင်းတို့တွေကြားထဲမှာဘာမှဖြစ်နိုင်ခြင်းမရှိတော့ဘူးလားချီရှူးချန်
မင်းလဲအသက်80 80ရှိနေပြီလူတွေအကုန်လုံးရဲ့ရှေ့မှာမင်းကိုပါရိုက်အောင်မလုပ်နဲ့ဒီနေ့ကငါမြေကြီးရဲ့အောင်ပွဲနေ့ဖြစ်လို့မင်းငြိမ်ငြိမ်စိမ့်စိမ့်နေမယ်ဆိုရင်ငါဒေါသထွက်မှာမဟုတ်ဘူးမဟုတ်ရင်တော့အဆက်ကွဲခံပြီးတော့ကိုမင်းကိုစုံမရလိမ့်မယ်တော့ပါပြီသူလဲဒီနေ့ဂုံပြူဖို့လာတာပဲဥစ္စာမင်းဒေါသလျှော့ပါဟွန်းဘသူကသူ့ရဲ့မမဲ့တဲ့တင်းညက်တွေကိုအဖက်လုံနေလို့လဲသွားမင်းမဲ့ဧည့်သည်တွေကိုဧည့်ခံလိုက်ငါသူနဲ့စကားနည်းနည်းပြောလိုက်အောင်မယ်အဲ့ဒီတုန်းကမင်းမင်္ဂလာဆောင်တော့တကယ်တော့ငါလဲသွားခဲ့သေးတယ်မင်းလဲသွားခဲ့တာလားအဲ့ဒီနေ့ကမင်းပန်းတွေအပြည့်နဲ့မင်္ဂလာဝတ်စုံကိုဝတ်ထားပြီးသူတို့သားကပိုးချီလာတဲ့အချိန်မှာမင်းရန်ကိုပျော်ရွှင်စွာရေမောနေခဲ့တာငါကိုယ်တိုင်လဲဘာလို့အဲ့ဒီကိုသွားကြည့်မိလဲမသိဘူးဒါပေမဲ့ငါရောက်သွားခဲ့တယ်တကယ်ဆိုရင်အဲ့ဒီအချိန်မှာငါမင်းကိုမုန်းတီးနေရမှာဒါပေမဲ့မင်းမင်္ဂလာဝတ်စုံဝတ်ထားတာကိုမြင်တော့ငါပါလိုက်ပြီးဦးကြောင်ကြထောင်ပြုံးမိပြန်ရောအဲ့ဒီနေ့ကမင်းတကယ်ကိုလှပါတယ်တခါတရံမင်းတို့တွေရှိတဲ့ဘက်ကိုလှည့်ကြည့်တဲ့အခါငါဆိုရင်မတ်တက်တောင်ထရက်မိမလို့ဖြစ်ခဲ့ရတယ်ဘာလို့အဲ့လိုလုပ်ခဲ့တာလဲချီရှူးချံမင်းငါကိုမယုံကြည်ခဲ့တဲ့အဲ့ဒီအချိန်ကစပြီးတိုးနှစ်ယောက်ကြားမှာဘာမှဖြစ်နိုင်ခြင်းမရှိတော့ဘူးအခုတို့တွေလည်းဒီလောက်အသက်ကြီးကုန်ကြပြီးအသက်ရှင်ဖို့ဘယ်နှစ်တောင်လိုပါတော့မလဲမိမိကိုယ်ကိုလွှတ်ပေးလိုက်ပါတော့ရှုခြင်းငါသိပါတယ်မင်းငါကိုစိတ်ပြက်နေတယ်ဆိုတာဒီလောက်အသက်ကြီးမှဒါတွေလာလုံးနေတာတကယ်ကိုအဆက်မရှိဘူးလို့ထင်နေမှာပါတော့ပါပြီမင်းတကယ်ပဲအသက်ကြီးလို့အထီးကျန်နေတယ်ဆိုရင်ကို့ဘာသာကိုအဖို့ကောင်းတယောက်ရှာလိုက်ပါငါလို့ဖွားကြီးကတော့မလိုက်ပြရစေနဲ့တော့သူမင်းကိုဘာပြောလဲချင်းချောက်တာဖြစ်စေစီးယုံတာဖြစ်စေမလုပ်ဘူးမလားဟာဟာဒါဘဲခေကြီးမို့လို့ချင်းချောက်စီးယုံနေရအောင်မလဲဒါပေမဲ့လေတို့တွေနောက်ချီရှူးချန်နဲ့တွေ့ရတော့မှမဟုတ်ပါဘူးပြောတဲ့အတိုင်းတကယ်ဖြစ်လာခဲ့တဲ့အဲ့ဒီနောက်ပိုင်းမှာချီရှူးချန်ကိုငါတခါမှမတွေ့ရတော့ဘူးသူကအဲ့ဒီတုန်းကဇာတိရဲ့ရွာကနေမြို့ပြကိုပြန်သွားခဲ့တယ်လို့မျိုးပဲငါရဲ့ဘဝတဲကနေလုံးဝပြောက်ကွယ်သွားခဲ့တယ်ဒါနဲ့ပတ်သက်ပြီးကိုရောင်ရှမ်းကအရန်ကိုပြောနေပြီးပြောက်ဦးဖောက်ဖို့ပဲလိုတော့တယ်အဲ့ဒီနှစ်ဒီဇင်ဘာလမှာရန်ရွှေကွယ်လွန်သွားခဲ့တယ်အဆုံးမှာတော့သူ့ရဲ့အရန်ကိုဆင်းရဲဒုက္ခရောက်လာတဲ့ဘဝကြီးပြီးဆုံးသွားခဲ့ပါပြီအဖွာလူတစ်ယောက်ရဲ့တဘဝလုံးကတကယ်တော့ဘာအတွက်လဲဟင်ဘာအတွက်လဲဟုတ်လားဒါကတော့စိတ်မပြတ်တမ်းဇွဲလုံးလားနဲ့ပျော်ရွှင်မှုကိုအစွမ်းကုန်ခံစားဖို့အတွက်ပေါ့ကြောင်းထုတ်ခံရတော့ကအဖွားလဲနာကြီးခဲ့ဘူးတယ်လက်လျှော့ချင်ခဲ့ဘူးတယ်ဒါပေမဲ့နောက်ဆုံးတော့လဲဒီလိုပဲဖြတ်တန်းလာနိုင်ခဲ့တာပဲလူဆိုတာခက်ခဲရင်းနဲ့ပဲကြော်ဖြတ်လာနိုင်ကြတာပါငါပဲဖြစ်ဖြစ်မင်းဖို့ပဲဖြစ်ပေါ့ချီရှူးချန်ကတော့၄နှစ်အကြာမှာကွယ်လွန်သွားခဲ့တယ်ကြားတာတော့သူ့ခန္ဓာကိုယ်ကမူလကတော်တော်လေးတမပါသေးတယ်ဒါပေမဲ့ဘာဖြစ်လို့လဲမသိဘူးစိတ်သက်တွေအားအင်တွေရုတ်တရက်အကုန်လုံးဆုပ်ယုပ်တော့အားခဲ့တယ်လို့မျိုးပဲမသေးဆုံးခင်မှာသူငါစီကိုစားတဆောင်ခြံထားခဲ့ပြီးဒါကိုငါလက်ထဲအရောက်ပေးဖို့သူ့သားသမီးတွေကိုအထက်ထက်မှကြားခဲ့ပါတယ်အခုငါကဟိုင်ငံမှာအနားယူပြီးအိုဆာမင်းစာခိုးလုံးနေပြီးပြန်ကြပါတော့နောက်လဲလာဖို့မလိုတော့ဘူးပြီးတော့မင်းတို့လည်းစိတ်လျှော့ကြပါလူလည်းမရှိတော့တာကိုငါကိုလာပြီးစိတ်အနှောက်အယှက်မပေးကြစမ်းနဲ့ဘလို့လူတွေလည်းမသိဘူးဇွဲကောင်းလိုက်တာကြည်စမ်းမင်းလဲအသက်80ရှိနေပြီဘာလို့ဒီလောက်အထိစိတ်လှုပ်ရှားလွယ်နေရသေးတာလဲ80ဖြစ်တော့ဘာဖြစ်လဲမင်းကငါနဲ့အတူအသက်100အထိအတူတူနေဖို့မပြင်ဆင်ထားဘူးလားအနှစ်30တောင်လိုသေးတဲ့အချိန်ကောင်းတွေပဲဟာမင်းကလည်းလောလိုက်တာတော့ပါပြီကလေးအိုကြီးကြနေတာပဲတိုး2ယောက်အသက်100 20အထိနေကြရင်ဘလို့လဲဒီလိုမျိုးအသက်ရှည်တဲ့လူတွေရှိသားပဲရတယ်အသက်900အထိနေလဲရတယ်သွားငါအတွက်စပစ်တီးသွားစေးပေးဟုတ်ခဲ့ပါမိမကြီးဟုတ်တယ်အချိန်တွေအများကြီးလိုပါသေးတယ်တက္ကသိုလ်ပွဲရပြီးနောက်ငါဟိုင်နန်ကိုလာပြီးထင်ကြောင်လို့ခေါ်တဲ့အပန်းဖြေအိမ်ယာလေးတစ်ခုဖွင့်ခဲ့တယ်မြင်းမလေးနင့်အဖွားကနင့်ချန်ထဲမှာအေးအေးလူနာနာနေဖို့နေရလို့တဲ့ဆိုလို့အဖိုးကတညလုံးထိုင်ရပေးထားတာအခုတင်ကြိုထားတဲ့ပဲနောက်စိမ့်ရင်တော့အေးခံထားတယ်နင့်အဖိုးကမိုးမလင်းခင်ကတည်းကဈေးကိုသွားပြီးပဲနောက်စိမ့်ဝယ်ထားတာနေငယ်ကဒါကိုအကြိုက်ဆုံးလို့ပြောလို့လေအုံတော်နဲ့ထဲမှာဝတ်ထားတဲ့ဒီအပန်းဖြေအိမ်ယာအဟောင်းလေးကိုငါဝယ်ထားတာတလားရှိပြီးအဖိုးနဲ့အဖွားကတော့နေတိုင်းလိုလာတတ်ကြတဲ့အဖိုးကလှုပ်နေတဲ့လှေကားတွေနဲ့မိုးယိုနေတဲ့အမိုးတွေကိုတိတ်တဆိတ်ပြုပြင်ပေးတဲ့အဖွားကတော့သူကိုယ်တိုင်စိုက်ထားတဲ့ပန်းအိုးတွေကိုတအိုးပြီးတအိုးတဲလာပြီးခြံဝန်းလေးကိုတုပ်ဝင်လှူရှာအောင်ပြင်ဆင်ပေးတယ်အဖိုးနဲ့အဖွားခဏလောက်ထိုင်ပါဦးမှပြန်ကြပါလားမထိုင်တော့ပါဘူးနင့်အဖွားကအိမ်ပြန်ပြီးဆောင်းတွေလှမ်းရအောင်မယ်ဟိုစက်ကူပန်းအိုးကိုရေလောင်းပေးဦး6ပြီးတေးမသွားစေနဲ့နင့်အဖွားကအဲ့ဒီတုန်းကဒါကိုအကြိုက်ဆုံးပဲရှင်ကပဲစကားတွေအယမ်းများနေတာအဖိုးနဲ့အဖွားလက်ချင်းချိတ်ပြီးဖြည်းဖြည်းချင်းရှောက်သွားတဲ့ကြောပြင်ကိုကြည့်ရင်ငါရည်ပြီးခေါင်းခါမိတဲ့အချိန်တွေအေးချမ်းသာယာနေတယ်ဆိုတာဒါမျိုးကိုပြောတာဖြစ်လိမ့်မယ်ဒီနေ့မွန်းလွဲပိုင်းမှာငါကာရန်အပေါ်ထက်ခန်းကိုရှင်းလင်းရေးလုပ်ရင်းဖုံတွေတင်နေတဲ့တားတက်တာအဟောင်းလေးတစ်ခုကိုတွေးခဲ့တယ်ဖွင့်ကြည့်လိုက်တော့အထဲမှာအဖိုးနဲ့အဖွားရဲ့အတိတ်ကပစ္စည်းတွေဖြစ်နေတာပဲအယောင်လွင့်နေတဲ့အိမ်တော်ကြီးလက်မှတ်ဝါချင်းချင်းဖြစ်နေတဲ့ဓပုံဟောင်းအချို့ပြီးတော့အနားတွေပုံပဲနေတဲ့မတ်စုစာအုပ်တအုပ်မတ်စုစာအုပ်ကအဖိုးရဲ့စာအုပ်ဖြစ်ပြီးစာလုံးတွေကကောက်ကွေ့ကွေ့နဲ့ဖြစ်ပေမဲ့အရန်ကိုတေချာဂယူးဆိုင်ပြီးရေးထားတာငါစူးစမ်းလို့စိမ့်နဲ့လှန်ကြည့်လိုက်တော့အထဲမှာကောင်းကင်နဲ့မြေကြီးကိုတုံလို့စေမဲ့ဂရိတစ္စာတွေမပါပဲအသေးအဖွဲကိစ္စလေးတွေပဲအပြည့်ပဲ
1982ခုနှစ်မတ်လ15ရက်ဒီနေ့လစာထုတ်တဲ့ရှုကျင်အတွက်သူကြိုက်တဲ့ပဲနီလေးမုတ်ဝယ်ပေးခဲ့တယ်သူစားနေတဲ့အချိန်မှာမျက်လုံးလေးတွေအယောင်တောက်နေတာတကယ်ကိုလှတာပဲ1983ခုနှစ်ဇူလိုင်လ2ရက်ရှုကျင်တက္ကသိုလ်ဝင်ခွင့်စာမှုပွဲအောင်သွားပြီးငါတကယ်ပဲဝမ်းသာတယ်နောက်ဆိုငါပို့ပြီးစူးစမ်းလုပ်ရမယ်သူတက္ကသိုလ်ပြီးတဲ့အထိထောက်ပံ့ပေးမယ်195ခုနှစ်အောက်တိုဘာလ6ရက်ပင်လယ်ထဲဆင်းတုန်းကပိုက်ကွန်နဲ့လက်ချောင်းကိုရှမ်းမိတယ်ရှုကျင်ကိုမပြောရဲဘူးသူစိတ်ပူမှာစိုးလို့သူသာငိုရင်ငါရင်နာရလိမ့်မဲ1988ခုနှစ်မေလ20ရက်ရှုကျင်နဲ့မင်္ဂလာဆောင်ခဲ့ပြီးသူပန်းတွေအပြည့်နဲ့မင်္ဂလာဝတ်စုံကိုဝတ်ထားတာကဘာပေါ်မှာအလှဆုံးသူတို့သမီးလေးပဲသူ့ကိုတစ်သက်လုံးကောင်းကောင်းထားပါမယ်လို့ငါတစ္ဆာဆိုပါတယ်စာမျက်နှာတွေကိုတရွက်ပြီးတရွက်လှမ်းကြည့်ရင်ငါရဲ့မျက်ဝန်းတွေဟာတဖြည်းဖြည်းနဲ့မျက်ရည်တွေဆူဆွတ်လာခဲ့ပါတယ်အဖိုးဟာရိုမတ်တမဆန်တဲ့သူတယောက်လို့ကျမအမြဲထင်ခဲ့တာဒါပေမဲ့သူဟာသူ့ရဲ့နူးညံ့မှုအားလုံးကိုဒီမတ်စုစာအုပ်လေးထဲမှာဝတ်ထားခဲ့လိမ့်မယ်လို့မထင်ထားခဲ့မိဘူးနှစ်ပေါင်း90ကြာနေ့စဉ်ဘဝတွေထဲမှာဝတ်ထားခဲ့တာတကယ်တော့စစ်မှန်တဲ့အချစ်ဆိုတာနှုတ်ဖျားကအချို့သက်စကားတွေဘယ်တော့မှမဟုတ်ခဲ့ပါဘူးအဲ့ဒါကမင်းရဲ့အကြိုက်ကိုရင်ထဲမှာမှတ်ထားပေးတာမင်းရဲ့အေဂျင့်တွေထွေးမှုကိုနှလုံးသားထဲမှာထားပေးတာတသက်တာလုံးအချိန်တွေကိုသုံးပြီးတော့မင်းအပေါ်ငါကောင်းကောင်းထားမယ်ဆိုတဲ့စကားတစ်ခုကိုလက်တွေ့တက်တည်ပြတာပါဟယ်လိုရှင်ဒီနေရာကတင်းထောင်ထိန်ထောင်တဲခုခံလားရှင်ကျွန်တော်နာမည်လူယူပါမှတ်တမ်းတင်ရုပ်ရှင်ဒါရိုက်တာတယောက်ပါဒီမှာအရန်ချစ်ကြတဲ့အဖိုးဘွားဇနီးမောင်နှံတစုံရှိတယ်လို့ကြားလို့သူတို့အကြောင်းအတူချုံရိုက်ချင်လို့ပါသူတို့ကကျမရဲ့အဖိုးနဲ့အဖွားပါဒါပေမဲ့သူတို့ကလူသိမ့်မခံကြဘူးရိုက်ခံခြင်းပါမလားတော့မသိဘူးကျွန်တော်သူတို့ရဲ့ဘဝကိုမနှောက်ယှက်ပါဘူးအစစ်မှန်ဆုံးပုံစံကိုပဲမှတ်တမ်းတင်နေတာပါအခုလိုအေးတူပူမြလက်တွဲတဲ့အချင်းမျိုးကအခုခေတ်မှာအရန်ရှားသွားပြီလေနောက်ရက်အနည်းငယ်မှာတော့လူယူကဗီဒီယိုကင်မရာကိုနေတိုင်းကင်ပြီးအဖိုးဖွားနှစ်ယောက်နောက်ကိုတိတ်တဆိတ်လိုက်ခဲ့တယ်သူဟာအဖိုးကခြံထဲကပန်းတွေကိုအဖွားအတွက်ခူးပေးတာကိုရိုက်တဲ့အဖွားကအဖိုးအတွက်အဝတ်စားတွေချုပ်လုပ်ပေးနေတာကိုရိုက်တယ်သူတို့နှစ်ယောက်လက်ချင်းတွဲပြီးကမ်းခြေမှာလမ်းလျှောက်နေတာကိုရိုက်တယ်ခြံထဲမှာထိုင်နေရင်စကားတခွန်းမှမပြောပေမဲ့နားလည်မှုအပြည့်ရှိနေတဲ့ပုံစံတွေကိုရိုက်ခဲ့တယ်သူတို့တော်တော်ကောင်းတာပဲကျွန်တော်လူအများကြီးကိုရိုက်ဖူးတယ်ဒါပေမဲ့ဒီလိုမျက်ဝန်းမျိုးတစ်ခါမှမမြင်ဘူးသူတို့တယောက်ကိုတယောက်ကြည့်တဲ့အခါမျက်ဝန်းထဲမှာအယောင်တွေတောက်ပနေတယ်သူတို့အတူတူရှိခဲ့တာနှစ်ပေါင်း90ရှိပြီးဆင်းရဲဒုက္ခတွေအများကြီးဖြတ်တန်းခဲ့ရပေမဲ့တယောက်လက်ကိုတယောက်ဘယ်တော့မှမလွတ်ခဲ့ကြဘူးလူယူကကျမရဲ့အပြုံးကိုကြည့်ရင်သူ့မျက်ဝန်းတွေဝေဝါးဖြစ်သွားတယ်ဒီကင်မရာလွှဲထားတဲ့ကောင်လေးရဲ့မျက်ဝန်းတွေကကန်းကြီးကကျဲပွင့်တွေလိုလင်းလက်နေတာကိုကျမရုတ်တရက်သတိပြုမိလိုက်တယ်မျက်စိတမိတ်တွင်းမှာပဲအဖိုးနဲ့အဖွားရဲ့နှစ်50ပြည့်ရွှေရတုမင်္ဂလာဆောင်ထိမ်းမှတ်နေကိုရောက်လာခဲ့တယ်ကျမနဲ့လူယူကတဲကိုခန်းချံဝင်းထဲမှာတိတ်တဆိတ်ပြင်ဆင်လိုက်ကြတယ်ဝါချင်းချင်းမီးကျိုးအချို့ကိုဆွဲချိတ်လိုက်တယ်ကိတ်မုတ်အသေးလေးတစ်လုံးရဲ့ပြီးတော့အဖိုးရဲ့မတ်စုစာအုပ်လေးကိုချထားလိုက်တယ်အဖိုးဖွားနှစ်ယောက်ရောက်လာတဲ့အခါရှေ့ကမြင်ကွင်းကိုကြည့်ပြီးမြင့်တက်သွားကြတယ်ဒါတွေဘာလို့လုပ်နေတာလဲပတ်စံကုန်တယ်အဖွားကအဲ့ဒီမတ်စုစာအုပ်ကိုယူပြီးစာမျက်နှာအချို့ကိုလှမ်းကြည့်လိုက်တော့မျက်ရည်တွေချက်ချင်းကျလာတယ်ရှင်ဒီအဖိုးကြီးကဒါကိုအခုထိတင်ထားသေးတယ်ပေါ့ဒါပေါ့တင်ထားရမှာပေါ့ဒါကငါဘဝရဲ့အဖိုးတန်ဆုံးအရာပဲအဲ့ဒီတုန်းကမင်္ဂလာဆောင်တော့မင်းအတွက်ရွှေလက်စွပ်ဝယ်ပေးဖို့ပတ်စံမရှိခဲ့ဘူးအခုမှပြန်ဖြည့်ဆည်းပေးတာမနောက်ကြသေးဘူးမလားမနောက်ကြပါဘူးနည်းနည်းမှမနောက်ကြပါဘူးကျမနဲ့လူကြီးကဘေးမှာရပ်ပြီးသူတို့ကိုငြိမ်ငြိမ်လေးကြည့်နေခဲ့တယ်နေဝင်စည်းစာကသူတို့ရဲ့အရေးတွေကိုအရှိကြီးဆွဲဆန့်သွားခဲ့တယ်ရွှေရောင်လင်းနှန်းတွေကသူတို့ရဲ့သပင်ဖြူဖြူတွေပေါ်ကိုဖြာကျနေပြီးနှွေးထွေးပြီးလှပနေခဲ့တယ်ညဘက်ဧည့်သည်တွေအားလုံးပြန်သွားတဲ့အခါကျမနဲ့လူကြီးကခြံထဲကဝါကူလက်ထိုင်ပေါ်မှာထိုင်ပြီးလိုင်းတန်တွေကိုနားထောင်နေခဲ့ကြတယ်နောင်ကြရင်ကျွန်တော်တို့လည်းသူတို့လိုဖြစ်မှာလားဖြစ်မှာပါပင်လယ်လေးကညင်သာစွာတိုက်ခတ်နေပြီးတရွက်တွေကတခြားရှာမြည်နေတဲ့ဝေးလံတဲ့ပင်လယ်ပြင်ကတော့လိုင်းတဘိုးတွေထားပြီးပြန်ငြိမ်သက်သွားတယ်ဘယ်တော့မှမရက်နာဘူးကျမရုတ်တရက်အဖွားပြောခဲ့တဲ့စကားတစ်ခုကိုနားလည်သွားခဲ့တဲ့နေ့ရက်တွေကဘယ်တော့မှစကားမပြောခဲ့ပါဘူးသူကတိတ်တဆိတ်စီးဆင်းသွားပြီးပြင်းထန်လှုပ်ရှားမှုအားလုံးကိုတွေးမတော်သားမဆက်တည်ငြိမ်အေးချမ်းတဲ့တန်ရောစင်အဖြစ်ပြောင်းလဲပေးခဲ့တာပါပြီးတော့နေ့စဉ်ဘဝတွေထဲမှာဝတ်ထားတဲ့အချစ်နဲ့အတူရှိခြင်းတွေကပဲအချိန်ကကျွန်တော်တို့အတွက်ခြံထားပေးခဲ့တဲ့အကောင်းဆုံးဖြေဖြစ်ပါတော့တယ်နေ့ရက်တွေကကြပြတပုတ်လိုပါပဲအချစ်ရှိမှသာအတိတ်ပဲဖော်ဆောင်နိုင်မှာပါ